ဒီနေ့မှာတော့သွေးရည်ဝင်မှုကိုခေါ်တော့ထတာလေးကိုစိတ်ဝင်စားလို့ရန်ကုန်ရုံးအောင်လာရောက်နေလာပြီးဝယ်ယူသွားတဲ့မတန်လေးကိုတင်ဆက်ပြသပေးလိုက်ပါတယ်ရှင်ပထမဆုံးကိုကြီးကိုခေါ်တော့ထုံးဆက်လေးအကြောင်းကိုရန်ကုန်ရုံးမှာတောင်ရှိသူတအုပ်ကရှင်းလင်းပြချပေးခဲ့ပါတယ်ဒီစနက်ကတည်းကတည်တည်တဲ့အကြောင်းအရာများမောင်နှမတို့အကြောင်းများကိုရှင်းလင်းပြချပေးခဲ့ပါတယ်။ကိုကြီးကိုခေါ်တော့ထတာမောင်နှမကိုလည်းကွန်မြူနတီတာဝန်ရှိသူကတောင်းသူအကြီးတန်းမြောက်ပြီးမျှဝေမျှတပေးခဲ့ပါတယ်။RH194FS ရိုတီတာပုံနဲ့လည်းတွဲဖက်တက်စင်ကြလာပြီးခဲ့ပါတယ်ရှင်။တွဲဖက်တက်စင်ကြလာပြီးရဲ့နောက်မှာတော့စက်ပြင်ဝန်ဆောင်ဌာနမှာ Service Engineer များမှလည်းအာမခံကြောင်းနဲ့ပတ်သက်ပြီးအသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ကျေးဇူးရှင်တောင်သူဦးကြီးနဲ့အတူ